မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်နော်တာရုကိလနာသဘင်ဆင်ရင်ညတာ9 ရက်ကြာတယ်ပြီးတော့ဦးဇင်းတို့နန္တာထင်းပုံပေါ်မှာတင်ထားတာဒါပေးတို့သိပါတယ်လက်မန်လာမင်းသားတွေရဲ့နော်အင်ဂျင်ဥယျာဉ်ထဲမှာနန္တာထင်းပုံပေါ်မှာတင်ထားတာအဲ့ဒါအချိန်ကြာတော့မီးရှို့မယ်မီးပူဇော်ရတော့မယ်ဆိုတော့ဘလို့မှမီးရရှို့လို့မရမြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးရှို့ရဖို့လူတွေကြိုးစားကြတာဘလို့မှကြိုးစားလို့မရဘူးလေးမျက်နှာကဖားဘူတွေဘာတွေနဲ့လှုပ်ဘလို့မှလှုပ်လို့မရအဲ့ဒါနဲ့လူတွေကရှင်အနုဒ္ဒရာကိုမေးတာအဲ့ဒီအချိန်ကရှင်အနုဒ္ဒရာကတကူအရာရောအနေထားအရာရောအကြီးကျယ်ဆုံးလို့ဆိုရမယ်ပေါ့ရှင်သာရိပုတ္တရာလည်းမရှိတော့ဘူးရှင်မောဂ္ဂလန်လည်းမရှိတော့ဘူးရှင်မကတ္တပကအဲ့ဒီအချိန်မှာမြတ်စွာဘုရားနာမှာမရှိဘူးမြတ်စွာဘုရားကိုပူးမြော်ဖို့လာနေတုန်းရှိသေးတယ်ဟုတ်လားဒီမှာမီးရှို့လို့မရဘူးဆိုတော့ရှင်အနုဒ္ဒရာကိုမေးတယ်နော်ရှင်အနုဒ္ဒရာအကြောင်းကလည်းပြောစရာအလွန်ကောင်းတယ်ရှင်အနုဒ္ဒရာကနတ်တွေရဲ့သဘောကတစ်မျိုးဖြစ်နေတယ်တဲ့ဒါကြောင့်မီးရှို့လို့မရတာနတ်တွေရဲ့သဘောကဘလို့ဖြစ်နေတော့ဗျာနတ်တွေထဲမှာတဲ့ရှင်မောဂ္ဂလန်ကိုကြည်ညိုပြီးတော့ဖြစ်ကြတဲ့နတ်တွေအုပ်စုရှိတယ်တဲ့ရှင်သာရိပုတ္တရာကိုကြည်ညိုလို့သိပြီးတော့နတ်ဖြစ်ကြတဲ့အုပ်စုတွေရှိတယ်တဲ့ရှင်မကတ္တပအခုပြန်တော့ပြိဋိဘံမဆန်သေးဘူးနော်အဲ့ဒီရှင်မကတ္တပကိုကြည်ညိုပြီးတော့လှူဒန်းပြီးတော့နတ်ဖြစ်ကြတဲ့အုပ်စုတွေလည်းရှိတယ်တဲ့အဲ့ဒီအုပ်စုတွေကတို့အရှင်မြတ်ကြီးရောက်မလာသေးဘူးဒါကြောင့်မလို့မြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးမလောင်ပါစေတည်းလို့သူတို့လှုပ်ထားတာတဲ့အဲ့ဒါမီးရှို့လို့မရအောင်ရှင်မကတ္တပရောက်မလာသေးလို့မီးရှို့လို့မရအောင်နော်အဲ့ဒါရှင်မကတ္တပကလည်းရောက်တော့မယ်ခဏနေရဒါပေမဲ့အရန်နေပူတဲ့အခါကျတော့အသက်ရွယ်ကလည်းအရန်ကြီးနေပြီသူ့ရဲ့နောက်လိုက်တွေကလည်းအရန်ချမ်းသာတဲ့အမျိုးကနေရဟန်းပြုလာတဲ့နုညံ့တိမ်မွေးကြတဲ့ရဟန်းနေကြီးဆိုတော့နားနေကြတာအဲ့ဒီနားနေတော့မှမြတ်စွာဘုရားပြိဋိဘံစံတယ်လို့လိုက်လာတဲ့တချို့ရဟန်းတွေကမသိသေးဘူးအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းတော်ကိုနတ်တွေပူဇော်ထားတဲ့မန္တာရဝနတ်ပန်းတွေဆိုတာရှိတယ်ပန်းကြီးတွေအကြီးတွေအဲ့ဒါကိုအယိုးတက်ပြီးတော့လူတယောက်ကထီးလုပ်ပြီးတော့ဆောင်းလာတယ်အဲ့ဒီပန်းကြီးကိုအဲ့ဒါကိုရှင်မကတ္တပကသိတဲ့အခါကျတော့ဒါဘုရားပြိဋိဘံစံပြီနတ်တွေပူဇော်ထားတဲ့ပန်းဒီပန်းဟာလူလောကမှာမရှိဘူးအဲ့ဒါနဲ့ဟိုရောက်လို့ရှိရင်ရုပ်ပြက်ဆင်းပြက်ငိုမှာဆိုလို့အခုတည်းကစသိအောင်ဆိုတော့ရှင်ဟာကတ္တပကအဲ့ဒီလူကိုမေးတာမြတ်စွာဘုရားဆိုတာသိပါသလားသိပါတယ်အခုဘလို့နေတော့ဆိုပြိဋိဘံစံသွားလို့အဲ့ဒါနတ်တွေပူဇော်တဲ့ပန်းကိုယူလာတာအဲ့လိုလဲပြောလိုက်ရောရဟန်းတွေကငိုကြတာပေါ့ပုထုဇဉ်ရဟန်းတွေကတချို့လည်းပန်းဘူးမြော်ဘူးတဲ့မြတ်စွာဘုရားကိုအဲ့လိုငိုကြအကြီးအကျယ်ရုပ်ပြက်ဆင်းပြက်တွေဖြစ်နေတဲ့အချိန်မှာသူပတ္တဆိုတဲ့ယဟန်ကြီးဒါပေတို့ကြားဥပါတယ်မြတ်စွာဘုရားကိုရန်ညိုးရှိတယ်သူလူတဲ့ဆွမ်းကိုအလူမခံလို့ဒီအကြောင်းတွေကပြောတာရမ်းကျယ်ပါတယ်အဲ့ဒီသူပတ္တယဟန်ကြီးကဘာထပြောတော့ငါရှင်တို့မငိုကြနဲ့တိတ်ကြတဲ့အခုမှတို့လွတ်လပ်ရေးရသွားတာတဲ့နော်ဒီယဟန်ကြီးကဘယ်ဟာမအပ်ဘူးဘယ်ဟာအပ်တဲ့အရန်ချုပ်ချယ်တာပဲတဲ့အခုဒီယဟန်ကြီးမရှိတော့ဘူးဆိုတော့တို့ကြိုက်တာလုပ်လို့ရပြီတဲ့အလွန်ထိတ်လန့်စရာကောင်းတဲ့စကားကိုပြောတာအဲ့ဒါရှင်မကတ္တပကအရန်ဓမ္မတန်ဝေကရတယ်ကြည်သာမြတ်စွာဘုရားရဲ့အလောင်းတော်ရှိနေသေးတယ်ဒီအချိန်မှတောင်မှဒီလိုရုပ်မာတဲ့နော်သာသနာတော်ကိုဖျက်ဆီးမဲ့နော်အတ္တမဝါဒနော်လက်ကင်ပြုမဲ့ပုံကိုယ်တွေကပေါ်လာခဲ့ပြီအဲ့ဒါမဖြစ်ဘူးငါမြတ်စွာဘုရားရဲ့ပွဲပြီးလို့ရှိရင်မြတ်စွာဘုရားဟောခဲ့တဲ့တရားတော်တွေကိုငါအကုန်လုံးစနစ်တကျပြန်ပြီးတော့သံဃာနာတင်ပဲသံဃာနာတင်တယ်ဆိုတာကပြန့်ကျဲနေတဲ့ပန်းပုံကြီးကိုကျိုးလေးနဲ့စနစ်တကျတည်တယ်လို့မျိုးပေါ့စနစ်တကျလှုပ်ထားတာအကန့်လိုက်အကုန်လုံးစနစ်တကျအကုန်သိမ်းထားတာအရန်စနစ်ကျတယ်သုတ်တန်ဆိုအရှိတစ်မျိုးအလတ်တစ်မျိုးအတိုတစ်မျိုးဝိနည်းတစ်မျိုးသုတ်တန်ကသုတ်တန်တစ်မျိုးအဘိဓမ္မာကအဘိဓမ္မာတစ်မျိုးဒါအကျဉ်းမြင့်လေးပြောပြတာသံဃာနာဆိုတာညီတူစွာရွတ်ဆိုခြင်းလို့အဓိပ္ပာယ်ရတယ်နောက်ယဟန်နေညီညာရွတ်ကြတာအတီးပြုတ်ထားတာစနစ်တကျလှုပ်တယ်အဲ့ဒါရှင်မကတ္တပရဲ့ကျေးဇူးအဲ့တော့မြတ်စွာဘုရားပြိဋိဘံစံပြီးပြီလို့ကြားရတော့ငိုကြကြိုးကြရင်အဲ့လိုနဲ့မြတ်စွာဘုရားဒီဟိုနော်ရှိရကိုအလောင်းတော်ရှိရကိုရောက်သွားတယ်ဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ခြေတော်ကိုဖူးမြော်ခြင်းတယ်အဲ့ဒီတော့မြတ်စွာဘုရားရဲ့ရုပ်အလောင်းတော်ကနော်ဂွမ်းနေနဲ့အထက်ထက်ပတ်ထားအောက်ဆုံးအဝိသစ်နဲ့ပတ်ဂွမ်းနေနဲ့အထက်ထက်ပတ်ပြီးတော့ပတ်ထားတာအကုန်လုံးအဲ့ဒါကိုရွှေကွက်ထဲမှာထည့်ပြီးတော့စီတွေလောင်းပြီးတော့ရွှေကွက်တစ်ခွက်နဲ့အုပ်ထားဟုတ်လားအဲ့လိုမျိုးအုပ်ထားတာပြီးရင်ဘာလို့နန္ဒထင်းပုံမှာတင်ပြီးတော့အကုန်အုပ်ထားတာအဲ့ဒါကိုရှင်မကတ္တပကလှည့်ပြီးတော့လက်ရရည်လှည့်ပြီးတော့ပူဇော်ရင်းနဲ့
မြတ်စွာဘုရားရဲ့ကောင်းတော်ကဘယ်ဘက်မှာရှိတယ်ခြေတော်ကဘယ်ဘက်မှာရှိတယ်သူသိတယ်အဲ့ဒါနဲ့ခြေတော်ရှိတဲ့ဘက်မှာမြတ်စွာဘုရားရဲ့ခြေတော်ကိုငါဖူးမြော်ခြင်းတယ်အဲ့ဒါလို့အဓိဋ္ဌာန်လိုက်တာနဲ့မြတ်စွာဘုရားရဲ့ခြေတော်ကတိမ်ညာတွေကနေလတ်ထွက်လာသလိုပဲတဲ့ဒီပတ်ထားတဲ့အဝတ်တွေခေါင်းတလားတွေထင်းတွေကိုအကုန်ဖောက်ထွက်ပြီးတော့နော်ဆက်လက္ခဏာနဲ့အလွန်တင့်တယ်တဲ့မြတ်စွာဘုရားရဲ့ခြေတော်အစုံဟာလာဝင်းကြီးလိုထွက်လာတယ်အဲ့ဒီခြေတော်တော်ကိုခြေပမိုးတော်ကိုလက်နဲ့ကင်ပြီးတော့ရှင်မကတ္တဗရှိခိုးကြတော့တယ်တဲ့အဲ့တော့လူတွေလည်းအရန်အံ့ဩကြပြီးတော့အရန်ရှိခိုးကြတာပေါ့အဲ့ဒီမြတ်စွာဘုရားခြေတော်ကိုအကုန်လုံးရှိခိုးလည်းပြီးပြီဆိုတော့အဲ့ဒီခြေတော်ကပုံမပြတ်တခါတည်းထဲကိုပြန်ဝင်သွားတယ်တဲ့ဒါချီမြင်လေးတွေပါလေးတွေလှုပ်သွားတာမရှိဘူးခေါင်းတလားကိုဖောက်လာတာလည်းမရှိဘူးဒါတကိုးရာပေါ့နော်အဲ့ဒီခြေတော်လည်းပြန်ဝင်သွားပြီလဲဆိုရောအဲ့ဒီဟာကြတော့မှမြတ်စွာဘုရားပြိဋိဘံစံတုံးကတဲ့တောင်ပို့ပြီးတော့လူတွေကအိုးတဲတဲငိုကြပြန်တယ်တဲ့နော်အဲ့ဒီလိုအကုန်လုံးနော်ရှ िख ိုးပူဇော်ပြီးတဲ့နောက်မှာခြေတော်လည်းပြန်ဝင်သွားတယ်ဘယ်သူမှမီးမရှိရပဲနဲ့တခါတည်းမီးရထားပြီးတော့လောင်ဒီစုံမီးလောင်နေဆိုတာအဲ့ဒါဒါနတ်တည်ရဲ့အစွမ်းကြောင့်လောင်သွားတာတဲ့အံ့ဩစရာကောင်းတာကအပေါ်ဆုံးကပတ်ထားတဲ့အဝတ်နဲ့မြတ်စွာဘုရားခန္ဓာကိုယ်နဲ့ထိပြီးတော့ပတ်ထားတဲ့အဝတ်အဲ့ဒီအဝတ်တစ်ကလေးနှစ်ခုမီးမလာဘူးတဲ့ခလဲကောင်ကစီဆွတ်ထားတဲ့ဂွမ်းတွေပါလေအကုန်လောင်သွားတာနော်တတ်တော်ရှိတဲ့မြတ်စွာဘုရားများဒီလိုမျိုးဦးဇင်းတို့ပြိဋိဘံစံပြီးဆိုရင်တော့တလုံးတစ်ခဲတဲ့ဓာတ်တော်ကြံ့တယ်မြတ်စွာဘုရားကတော့တတ်တော်တူတဲ့မြတ်စွာဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီဓာတ်တော်တွေကနေရာအနှံ့ရောက်ရမှာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးသေးသေးလေးတွေအစိတ်စိတ်အမှောင်မှအကုန်လုံးကိုယ်ရတယ်ပေါ့